ဒီကနေ့ကြတော့နော်ကျမ်းမာရေးနဲ့ပတ်သက်တဲ့ဝေါ်ဟာရတွေပြောသွားမှာပေါ့နော်ပထမဦးဆုံးနေမကောင်းဘူးဆိုရင်မိတ်စပိုင်နော်မိတ်စပိုင်နေမကောင်းဘူးနော်ခံစားရတယ်ဆိုတာတစ်ခုခုခံစားရတယ်ပေါ့ရိုးစုပေါ့နော်ရိုးစုไม่ค่อยสบายနော်နေမကောင်းတယ်လို့မျိုးခံစားရတာပေါ့နော်ရိုးစုไม่ค่อยสบายအဲ့လိုနေရာမှာသုံးတာပေါ့နော်ခေါင်းကိုက်တယ်ဆိုရင်တော့ပวดหัวปวดဆိုတာကကိုက်တယ်เนาะหัวဆိုတာကခေါင်းကိုက်တယ်ปวดหัวခေါင်းမူးတယ်เนาะခေါင်းမူးတယ်ဆိုရင်เนาะမူးဝေတာတို့ဘာလို့ဆိုဝေယံဝေယံဝေယံหัวခေါင်းမူးတယ်ပေါ့เนาะเวียนหัวจังเลยခေါင်းမူးလိုက်တာเนาะသွားကိုက်တယ်เนาะသွားကိုฟันเนาะကိုက်တယ်ဆိုရင်ปวดเนาะသွားကိုက်တယ်ปวดฟันเนาะปวดฟันသွားကိုက်တယ်เนาะခါကိုက်တယ်ခါနာတယ်ဆိုရင်တော့เจ็บပေါ့เนาะကိုက်တယ်ဆိုရင်တော့ปวดခါနာတယ်เจ็บเอวခါကိုက်တယ်ปวดเอวခါကိုက်တယ်ပေါ့เนาะဒူးကိုက်တယ်เนาะဒူးကိုက်တယ်ဆိုရင်တော့ဒူးကိုခေါင်ဒါမှမဟုတ်ရင်หัวเข่าเนาะหัวเข่าปวดဆိုရင်တော့ကိုက်တာပေါ့เนาะปวดหัวเข่าเนาะปวดหัวเข่าဒူးကိုက်တယ်ပြီးလို့ရှိရင်နောက်တစ်ခုကြတော့เนาะနေကောင်းသွားပြီကိုကတခုခိုင်ကျနေကောင်းသွားပြီပြောချင်เนาะနေကောင်းသွားပြီหายดีแล้วเนาะหายดีแล้วเนาะหายဆိုတာကပျောက်တယ်ดีแล้วကိုကောင်းပြီเนาะနေမကောင်းတာပျောက်သွားပြီပေါ့ပြောချင်တာတော့หายดีแล้วเนาะနေကောင်းသွားပြီหายดีแล้วหายดีหรือยังနေကောင်းသွားပြီလားเนาะหายดีแล้วค่ะหายดีแล้วနေကောင်းသွားပြီเนาะတကယ်လို့ကိုကမပြောက်သေးဘူးเนาะမပြောက်သေးဘူးတခုခုကိုမသေးဘူးဆိုလို့ရှိရင်အရှိမအမြဲတမ်းยังเนาะยังဒီနေရာမှာမပြောက်သေးဘူးဆိုတော့ยังไม่หายเนาะยังไม่หายမပြောက်သေးဘူးยังไม่หายတကယ်လို့တခုခုမစားရသေးဘူးမလုပ်ရသေးဘူးยังไม่ได้กินยังไม่ได้ไปยังไม่ได้ทำလို့ပေါ့เนาะမသက်သာဘူးဆိုရင်သက်သာတယ်ဆိုရင်တော့ဒီခုပေါ့เนาะတကယ်လို့မသက်သာဘူးဆိုရင်တော့ไม่ดีขึ้นเนาะไม่ดีขึ้นမသက်သာဘူးเนาะအနာနေ့တိုင်းဆေးရမယ်เนาะအနာကိုဖလဲเนาะနေ့တိုင်းဆိုရင်ทุกวันဆေးရမယ်တောင်းလန်เนาะဝါကြကတောင်းလန်เนาะတောင်းလန်ဆိုတာကဆေးရမယ်ဘာလို့ဆေးရမှာလဲဖလဲအနာကိုဘယ်လိုဆေးရမှာလဲနေ့တိုင်းဆေးရမယ်ทุกวันเนาะတောင်းလန်ဖလဲทุกวันနေ့တိုင်းဆေးရမယ်လက်ကျိုးတယ်လက်ကိုแขนကျိုးတာကိုဟเนาะလက်ကျိုးတယ်แขนဟခြေထောက်ကျိုးတယ်ဆိုရင်တော့ขาဟเนาะအယိုးအပ်တယ်အယိုးကိုกระดูกเนาะအပ်တယ်ဆိုရင်ร้าวกระดูกร้าวเนาะအယိုးအပ်တယ်ပေါ့เนาะနောက်ကြတော့ခြေစစ်လွယ်เนาะခြေစစ်လွဲတာကိုခြေစစ်ကိုခေါ်ထောင်เนาะခြေစစ်ကိုခေါ်ထောင်เนาะလွဲတာကို flick ခြေစစ်လွဲတယ်ခေါ်ထောင် flick เนาะအကြောညက်တယ်เนาะအကြောညက်တယ်เนาะအကြောညက်တာကိုกล้ามเนื้อทับเส้นเนาะกล้ามเนื้อทับเส้นဆိုပြီးတော့ပြောရတယ်เนาะဆေးလေးတာကိုထားဆိုတာကလိမ့်တယ်ယာဆိုတာကဆေးထားယာဆေးလိမ့်တယ်ထားယာဆေးတောက်တယ်กินยาဆေးတောက်တယ်เนาะဆေးတွေမှာမှဆေးအလုံးတွေဆိုရင်ยาเม็ดဆိုတာကအလုံးတွေအစစ်တွေပေါ့เนาะเม็ดมะม่วงဆိုလို့ရှိရင်เนาะတရက်စစ်ပေါ့နော်ဒီမှာဆေးလုံးဆိုရင်ယာမစ်เนาะဆေးရည်ကိုယာน้ำตรานู่นนี่นั่นပေါ့နော်လိန်စေးကိုယာထားလိန်စေးပေါ့နော်ရှူစေးကိုယာဒုံเนาะဒုံဆိုတာကရှူတယ်နမ်းတယ်ပေါ့နော်
ya dom shu ze nó bây giờ xì rồi ya mong ngông gì rồi ya ngông gì mà đi cái lu ta cha lâu lên bạn nó ta cha lâu rồi nó lu ôm đi này mà ngông gì rồi nó ya ôm ဆိုပြီးတော့ပြောလို့ရတဲ့ခါ